ကျဉ်းသားအကျဉ်းသူ6000ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းစစ်ကော်မရှင်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကျဉ်းထောင်အချုပ်ထောင်နှင့်စကန်အသီးသီးတွင်ပြစ်ဒဏ်ကြားခံလျက်ရှိသည့်အကျဉ်းသားအကျဉ်းသူ6134ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းစစ်ကော်မရှင်ကယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ52ဦးကိုလည်းကြားခံရန်ကြံရှိသည့်ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကပြည်နှင်ဒဏ်ပေးကြောင်းလည်းဖော်ပြသည်လူငယ်ခွေပေးရာတွင်နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါကရင်းပြစ်ဒဏ်အပြင်ယခုကြားခံရန်ကြံရှိနေသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံရမည်ဆိုသောတတ်မှတ်ချက်ဖြင့်လူငယ်ခွေပြုခြင်းဟုစစ်ကော်မရှင်ကဆိုသည်လူတက်မှုမရိမှုပောက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအဥပဒေအရပြစ်မှုများမတရားအတင်းများအဥပဒေများပြစ်မှုများလက်နက်ဆိုင်ရာဥပဒေအရပြစ်မှုများမူရေးစေဝါဆိုင်ရာဥပဒေအရပြစ်မှုများတဘာဝပေးအပ်တဲ့ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေအရပြစ်မှုများအဂတိလိုက်စားမှုများမှာအပပြစ်မှုတစ်ခုခုနှင့်ဆက်လျင်ပြီးပြစ်ဒဏ်ကြားခံနေရသူများကိုလည်းပြစ်ဒဏ်ဤ6ပုံတစ်ပုံလူငိမ့်တက်တာခွင့်ပြုကြောင်းထုတ်ပြန်သည်အာဏာသိမ်းကာလတွင်စစ်ကော်မရှင်၏လူငိမ့်ခွင့်များတွင်နိုင်ငံရေးအကျဉ်းသားနိုင်ကျင်းပါဝင်မှုရာခိုင်နှုန်းနည်းပါးလေးရှိပြီးယခုပြစ်ဒဏ်လူငိမ့်ခွင့်တွင်လည်းနိုင်ကျင်းမီမျှပါဝင်ကြောင်းမသိရှိရသေးပေနိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPPE အချက်လက်များအရအာဏာသိမ်းချိန်မှစပြီး2025ခုနှစ်ဒီဇင်ဘာ30ရက်နေ့အထိနိုင်ငံရေးနှင့်ဆက်ဆက်၍ဖမ်းဆီးခံရသူ3216ဦးရှိပြီး2200ကျော်မှထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်းသိရှိရပါသည်